အားလုံးမင်္ဂလာပါဒီနေ့မှာလေနှုတ်ကပတ်တော်အဖြစ်ကျွန်မဒီမှာရှင်မိသားစုအားလုံးပေါ်မှာနှုတ်ကပတ်တော်အဖြစ်ဝင်ငါပြချင်တာဖြစ်တယ်အာမင်ဒီနေ့မှာကျွန်မပြောပြချင်တဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့ generation လိုက်မှာကျွန်တော်တို့ကောင်းကြီးဖြစ်ချင်တယ်ဆိုရင်ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်ကျွန်မပြပြပေးချင်တာဖြစ်တယ်เนาะကျွန်မတက်တာချင်းမှာเนาะကျွန်မတို့ကိုယ်တိုင်ပဲကောင်းကြီးဖြစ်တာမဟုတ်ဘဲနဲ့ကျွန်မတို့ generation လိုက်မှာကောင်းကြီးဖြစ်ချင်တယ်ကျွန်မတို့ music ဒီမှာကောင်းကြီးဖြစ်ချင်တယ်ဆိုကျွန်မတို့ဘာလုပ်တင်လဲเนาะကျွန်မတို့အဖိုးဖွားတွေမှာလုပ်ခဲ့တဲ့ကောင်းကြီးနဲ့ပတ်သက်ပြီးကျွန်မတို့ကယခုချိန်မှာကျွန်မတို့လက်တွေ့ခံစားရတာဖြစ်တယ်အာမင်ဥပမာကိုယ့်ရဲ့မျိုးရိုးထဲမှာဆရာဝန်မျိုးရိုးရှိတယ်ဆိုရင်အဲ့ဒီရဲ့သားသမီးတွေကမျိုးရိုး not the generation မှာဖြစ်နေမှာ not the generation မှာကဘာဖြစ်လဲဆိုရင်ဆရာဝန်တွေဖြစ်လာတာဖြစ်တယ်အာမင်အဲ့လိုပဲကျောင်းဆရာမျိုးရိုးရှိတယ်ဆိုရင်အဲ့ဒီ generation လိုက်မှာကျောင်းဆရာတွေနဲ့ပတ်သက်တဲ့မျိုးရိုးတွေအမှုတော်ဆောင်မျိုးရှိတယ်ဆိုရင်အမှုတော်ဆောင်နဲ့ပတ်သက်တဲ့သူတွေအများကြီး generation လိုက်မှာဖြစ်လာတာဖြစ်တယ်အများကြီးကောင်းကြီးရတာဖြစ်တယ်ဒါလိုပဲကျွန်မတို့တက်တာချင်းမှာလေကျွန်မတို့ generation တွေယခုလက်ရှိကျွန်မတို့ generation တွေကျွန်မတို့ကိုယ်တိုင်ပြီးကျွန်မတို့စီစဉ်လာမယ့် generation တွေတက်တာချင်းမှာဘလို့ကောင်းကြီးနဲ့ကျွန်မတို့သွားစေချင်လဲနော်ကောင်းကြီးရှိတာနဲ့သွားစေချင်လားကောင်းကြီးမရှိတဲ့တက်တာနဲ့ကျွန်မတို့သွားစေချင်လားဆိုတော့ကျွန်မတို့ကိုယ်တိုင်အာမင်ကျွန်မတို့ကိုယ်တိုင်ရွေးချယ်ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျွန်မဒီ generation နဲ့ပတ်သက်တဲ့ကောင်းကြီးမင်္ဂလာနဲ့ပတ်သက်တဲ့နှုတ်ပတ်ကိုငါချင်တာဖြစ်တယ်ပထမဦးဆုံးကျွန်မထမြောက်ရကျမ်းခန်းကြီး20ရဲ့6ကိုကျွန်မဖတ်ချင်တာဖြစ်တယ်ငါကိုချစ်၍ငါပညတ်တို့ကိုကျင့်တော်သူတို့၏အမျိုးအစဉ်ဆက်အထောင်အတောင်းတိုင်အောင်ဂရုဏာကိုပြတော်ဖရာဖြစ်၏တဲ့အာမင်ဒီမှာဖရာကပြောချက်သူ့ကိုချစ်ပြီးတော့သူ့ပညတ်ကိုကျင့်တဲ့သူတွေရဲ့အမျိုးအစဉ်ဆက်အထောင်တောင်းမကချစ်တဲ့ဖရာအထောင်တောင်းမကမှာကောင်းကြီးပေးတဲ့ဖရာဂရုဏာကိုပြတော်ဖရာဆိုပြီးကျွန်တော်တို့ဖရာပြောထားတာဖြစ်တယ်အာမင်ဂရုဏာပြတယ်ဆိုကြတဲ့တေချတဲ့နော်တင်အထင်မှာခက်ခဲမှုရှိနေမှာအစမပြေမှုလို့ရှိမှာအဲ့ဖရာတင့်ကိုအမြဲတမ်းဆွေးခေါ်နေတာဖြစ်တယ်တင်းနဲ့တင်မျိုးဆက်ကိုအမြဲတမ်းတင့်ကိုဆွေးခေါ်မယ်ကောင်းကြီးပေးမယ်ဆိုတဲ့အရာကိုဖရာပြောထားတာဖြစ်တယ်အာမင်ဒါဆိုကျွန်တော်တို့ဘာလို့ဖွင့်ရတဲ့လို့အတည်းလေးဆိုရင်တော့ဖရာရဲ့ generation လိုက်မှာကောင်းကြီးဖြစ်ဖွင့်ရတဲ့ဆိုရင်မိမိ generation မှာကောင်းကြီးဖြစ်ဖွင့်ရတဲ့ဆိုရင်ဖရာမျက်နှာသာပေးခြင်းနဲ့ကောင်းကြီးမင်္ဂလာမျိုးထဲမှာမတူညီတဲ့ပုံစံနဲ့ဖရာအမှုပြုခြင်းနဲ့ခံစားခြင်းနဲ့ဆိုရင်သူ့ကိုချစ်ရမှာဖြစ်တယ်ငါ့ကိုချစ်ရငါပညတ်တို့ကိုကျင့်တော်သူတို့ဤလို့ဘုရားပြောထားပြီးသားဒါဆိုမှသူ့ကိုချစ်ရမှာဖြစ်တယ်ကျမတို့ကမှကျမတို့ကိုလူတဲ့ချစ်တယ်ပြူဆိုင်တယ်ဆိုကျမတို့ကကြိုက်တာဖြစ်တယ်သူတို့ပဲကျမတို့ဘုရားကလည်းကျမတို့ကိုသူ့ကိုချစ်စေခြင်းနဲ့ဘုရားဖြစ်တယ်သူ့ကိုချစ်ပြီးသူ့ပညတ်တို့ကိုကျင့်ရမှာဖြစ်တယ်အာမင်သူ့ပညတ်တွေကအများကြီးရှိတယ်နော်ဘုရားကလှုပ်စေခြင်းတဲ့အရာကျမတို့သိစေခြင်းတဲ့အရာဖြစ်စေခြင်းတဲ့အရာတွေကျမတို့ကိုယ်တိုင်လှုပ်ဆောင်စေခြင်းတဲ့အရာတွေဘုရားကအများကြီးရှိတာဖြစ်တယ်အဲ့ဒီအရာကိုကျမတို့ကျင့်ရမှာဖြစ်တယ်အာမင်အဲ့ဒီကျမအချက်အများကြီးမပြောတော့ဘူးပထမအဆုံးနေနဲ့ကျမပြောခြင်းနဲ့ဘုရားကြိုက်နေတဲ့အရာเนาะကျွန်မ generation နဲ့မှာကောင်းချီဖြစ်စေချင်နေဆိုရင်မိမိရဲ့ generation ကိုဘုရားကောင်းချီပေးဘုရားဗိတ်သိက်တဲ့ဘုရားအသုံးပြုတဲ့အာမင်ဘုရားဆရာနဲ့လည်းကောင်းချီမင်္ဂလာနဲ့ပြည့်ဝတဲ့ generation ဖြစ်စေချင်နေဆိုရင်ပထမအဆုံးကျွန်မပြပြပေးချင်တယ်အဲ့ဒါကဘာလဲဆိုရင်ထမြောက်ရကျမ်းအခန်းကြီး20-24ကိုကျွန်မတို့ကဖတ်ရအောင်ငါဖို့မြေရစ်ပလင်ကိုတီးရမည်ထိုပလင်ပေါ်မှာတင်အမြည်ရှုတော်ရဲ့မိတ္တဟာရယတိဟုတော့တင်အသုံးနွားတို့ကိုရစ်ပူဇော်ရမည်ငါအခွင့်ရှိငါနာမကိုးကွယ်ရအရက်ခတ်သိမ်းတို့နဲ့တင့်စီတို့ငါကြွလာ၍ကောင်းကြီးပေးမည်တဲ့အာမင်ဒီမှာပြောထားပေးတာဖြစ်တယ်ပထမအဆုံးကျွန်တော်ဘာလုပ်ရမလဲရစ်ပလင်တီးတတ်ရမှာဖြစ်တယ်အာမင်ဒီလိုပြောလို့ရစ်ပလင်တီးတယ်ဆိုတာပူဇော်တာနော်အကောင်လေးတက်ပြီးတော့ပူဇော်တာရှစ်ခေတ်ပုံဆောင်ပြောချင်တာမဟုတ်ဘူးနော်အဲ့ဒီပုံစံလေးရင်ခေတ်မှာဖြစ်တာပေါ့နော်ဒါပေမဲ့ဒီခေတ်မှာကအဲ့ဒီပုံစံနဲ့တွားရမယ်ခေတ်မဟုတ်တော့ဘာလို့ရမလဲမေရစ်ပလင်ကိုတီးရမယ်ဘာပြောချင်လဲဒီကာလမှာကျွန်တော်ဖခင်နဲ့ပတ်သက်ပြီးအဖို့ခမများပြဖွင့်တယ်လို့ရတယ်ဖခင်နဲ့ပတ်သက်ပြီးကျွန်တော်ကိုးကွယ်တတ်တဲ့နှလုံးသားနော်ကျမတို့ဘုရားကိုတကယ်ချစ်တဲ့နှလုံးသားကျမတို့ကိုးကွယ်ရမှာဖြစ်တယ်အာမင်ဒီမှာ20ရဲ့6မှာပြောထားတယ်ပဲသူ့ကိုချစ်ပြီးတော့သူ့ပြောင်းခြင်းဆိုတော့သူ့ကိုချစ်ပြီးတော့ကျမတို့ကိုးကွယ်တတ်ဖွင့်တယ်လို့အပ်တာဖြစ်တယ်ရစ်ပလင်တီးရဆိုတော့ကျမကိုးကွယ်ခြင်းရစ်ပလင်ကိုကျမတို့တီးဖွင့်ရန်အတွက်လို့အပ်တာဖြစ်တယ်တေချာတဲ့ရစ်ပလင်တီးရစုကြရတော့နော်ဒီမှာလည်းပြောထားပြီးသားချိုရစ်ပလင်မှာတင်းအမီရှုတော်ရမိုက်တဟာရရမီရှုတော်ရတေချာတဲ့ရစ်ပူဇော်ရစုကြရတော့ကျမမီရှုတော်ရဆိုတာမီးဆိုတာတောက်လောင်တာဖြစ်တယ်ပြင်းပြတာဖြစ်တယ်အာမင်အဲ့ဒီရောက်ကိုစားပြုတာဖြစ်တယ်ချမ်းတန်းတဲ့တချို့တော့ရမှာမီးကတခါလဲလောင်လိုက်ပြီဆိုရင်အိမ်မီးလောင်ပြီဆိုရင်ပြာကျတဲ့ရဆရာမရှိတော့ဘူးเนาะရဆရာမရှိတော့အဲ့လောက်ထိမီးရဲ့ဆွမ်းအားရှိတာဖြစ်တယ်အဲ့လိုပဲကျမတို့မီးရှုတော်ရစ်ဆိုတော့ကျမတို့တတ်ထမ်းပါပဲကျမတို့ဖခင်ကိုရစ်ပေးတဲ့ချိန်မှာကျမတို့เนาะအရန်ပျော်လို့အရန်ဝမ်းမြောက်လို့ကိုးကွယ်ရမယ့်ချိန်ဆိုတာဖြစ်ချင်မှဖြစ်လိမ့်မယ်เนาะကျမတို့တတ်တာကျမမဝမ်းမြောက်နိုင်ဘူးကျမတို့ခက်ခဲတွေကြုံရတယ်ပြဿနာတွေကြုံရတယ်မိသားစုချင်းမှာ personal တွေနဲ့ပတ်သက်တဲ့အရာတွေလုပ်ငန်းနဲ့ပတ်သက်တဲ့အရာတွေเนาะကျမအနာဂတ်နဲ့ပတ်သက်တဲ့အရာတွေဟန်တာတဲ့အနောက်ရှက်တွေအမျိုးမျိုးခက်ခဲခြင်းရှိမှာပါအဲ့ရလို့ကျမတို့ဘာလုပ်ရမလဲအဖိုးခပြီးပြီးအဲ့ဒီအရာကိုရစ်ပလင်တီးပြီးတော့ကျမဘာလုပ်ရမလဲအဲ့ဒီအရာတွေချက်ဖခင်ကိုဦးစားပြီးတော့ကျမမီးရှုတော်ရစ်ကိုကျမပူဇော်ဖွင့်တယ်လို့အဲ့ဒါဖြစ်တယ်အာမင်တင်တတ်တာကျမတင်နေချရမယ့်အရာတွေတင်အစေခံရမယ့်တင်နာခံရမယ့်အပိုင်းတွေအများကြီးရှိမှာဖြစ်တယ်အာမင်လွယ်လွယ်လေးတော့ generation လိုက်ကောင်းကြည့်ဆိုတော့ကိုအဖြစ်ဖြစ်လာမှာမဟုတ်ဘူး
ဥမာပါလေဖိုးခပေးဖွင့်တယ်လို့အတာဖြစ်တယ်ဖျားကိုကိုယ်တဲ့နေရာမှာဖိုးခပေးရမယ်လှုပ်ဆောင်ရမှာဖိုးခပေးရမယ်သူတို့ဘာတဲ့ပိုပြီးနှိမ်ချရမယ်ကာလလည်းရှိကောင်းရှိနိုင်တယ်သူတို့တဲ့ပိုလို့ရမယ်ကာလလည်းရှိကောင်းရှိနိုင်တယ်အာမင်သူတို့တဲ့ပိုပြီးပြဿနာတွေများမယ်ကာလလည်းရှိကောင်းရှိနိုင်တယ်သူတို့ဘာတဲ့ပိုပြီးတော့တင်ဥဆောင်ရတဲ့ကာလလည်းရှိကောင်းရှိနိုင်တယ်တင်ဥဆောင်တဲ့ချိန်မှာနော်အရန်ပျော်ပြီးတော့ပြရှင်ရှင်နဲ့ဥဆောင်ရမှာမဟုတ်ဘူးနော်တင်ခက်ခဲခြင်းနဲ့နော်တင်ဟိုအနေခြင်းနဲ့နော်တင်အစမပြေခြင်းနဲ့တင်ကြုံတွေ့နိုင်တယ်နော်တင်မအားငယ်ခြင်းနဲ့ရှိကောင်းရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုတင်ဘာလို့ရမလဲရှစ်ပလင်တီဖွင့်တယ်လို့အတာဖြစ်တယ်အဲ့ဒီအရာတွေထက်ဖျားကိုတင်ကိုယ်ွယ်ဖွင့်တယ်လို့အတာဖြစ်တယ်အဲ့ဒီအရာကတင်မီရှုရဲ့ရုပ်ကိုတင်ပူဇော်ခြင်းဖြစ်တယ်မိတ္တဟာရဲ့တီးဟူတော့တဲ့မိတ္တဟာရဲ့စပါလေတင်တေချာတင်အဲ့လိုပေးပြီးပြီဆိုရင်တင်အထဲမှာတင်အဖို့ခါတွေနဲ့တင်နာချင်းချင်းတွေထဲမှာဖျားကိုတင်ကိုယ်ွယ်ဆိုလာတင်ဒီမှာလည်းဖျားနဲ့ယဉ်နေလာတဲ့မိတ္တဟာရဲ့ယေရှုဖြစ်လာမှာဖြစ်တယ်အာမင်မိတ္တဟာရဲ့ဆိုတော့ဖျားနဲ့တယောက်နဲ့တယောက်တီးတယ်တယောက်နဲ့တယောက်တင်တယောက်နဲ့တယောက်ကြောင်ပူပြီးတီးတယ်ဆိုပူပြီးပေါင်းလို့ကောင်းတယ်ပူပြီးအလုံးလုံးလေးချိန်မှာတွင်ကျဲတယ်နော်ကျမတို့ရဲ့လုပ်ငန်းနဲ့စကားပြောတဲ့ချိန်မှာပူပြီးလွယ်ကိုတယ်လို့ပဲကျမဖျားနဲ့လေနော်ကျမမိရှုရဲ့အရေးကိုပူဇော်ပေးတော့မှာကျမမိတ္တဟာရဲ့ကိုပြန်ဖွင့်နေချိန်မှာအာမင်မိရှုရဲ့အရေးပြီးပြီဆိုကြရပါလေဖျားကတင်တယ်မှာမိတ္တဟာရဲ့တီးရသူနဲ့ယဉ်နေချင်းကြွမ်းဝင်ခြင်းနော်သူနဲ့စကားပြောခြင်းသူနဲ့တွာလာခြင်းဆိုတဲ့အရာတွေမှာဖျားကတင်ကိုဖော်ပြမှာဖြစ်တယ်နော်တင်ကိုဘေးနေရာမှာလှုပ်ဆောင်စေခြင်းနဲ့ဘလို့တွားစေခြင်းနဲ့တင်ကိုသူတစ်ပါးနဲ့မတူတဲ့အမြင်လေးသူတစ်ပါးနဲ့မတူအသွေးခေါ်တင်ကိုထည့်ပြမှာဖြစ်တယ်ဒီအရာကိုတင်လှုပ်ဆောင်ရမယ်ဒါပြီးဒီလိုလို့တင်ကိုပါလေဖျားကတင်ကိုယဉ်နေတဲ့ချိန်မှာဖျားနဲ့တင်မိတ္တဟာရဲ့ဖြစ်လာတဲ့ချိန်မှာယဉ်နေလာတဲ့ချိန်မှာတင်အကောင်းဆုံးဖျားတင်ကိုလမ်းညွှန်ပေးလာမှာဖြစ်တယ်တေချာတဲ့တင်ကဖျားရဲ့လမ်းညွှန်မှုချိန်မှာတွားပြီဆိုကြတင်ရဲ့ရစ်ပလင်တီချင်းကအကောင်းဆုံးလို့ရဖြစ်လာတဲ့ချိန်မှာအာမင်ဒီမှာပြောငါအခွင့်ရှူရဲ့ငါနာမကိုးကိုရရက်ခသိန်းတင်စီတော့ငါကြော်လဲကောင်းကြီးပေးမိတယ်တေချာတဲ့တင်ကအဲ့လိုဖြစ်လာပြီဆိုကြတင်အထဲမှာပါလေအဲ့ဒီဖျားကတင်ရှိတဲ့အရာမှာနော်ကိုးကိုရရက်ခသိန်းနဲ့တင်ဘလို့ပုံစံတော့ကိုးကိုတင်အဖို့ခပေးပြီးကိုးကိုလားနော်တင်ဖျားနဲ့ဘလို့မိတ္တဟာဖွေးပြီးတင်ကိုးကိုတဲ့အရာပေါ်မှာဖျားကကြွလာအဲ့ဒီရက်ခသိန်းမှာတင်စီကိုဖျားကြွလာပဲတင်ကိုကောင်းကြီးပေးမယ်ဖျားဖြစ်တယ်ကောင်းကြီးပေးရဆိုတော့တေချာတင်တယောက်တည်းတဲ့ပုံတင် generation လိုက်မှာကောင်းကြီးပေးမှာဖြစ်တယ်အာမင်ဒါကြောင့်တင်ကျွန်တော်ကဖျား generation လိုက်မှာကောင်းကြီးပေးစီခြင်းနဲ့သူဖြစ်စီခြင်းဆိုကိုယ်တိုင်ရစ်ပလင်တီတပ်ဖွင့်သူလို့ရစ်ပလင်ကိုးကွယ်ခြင်းအာမင်အဲ့ကိုယ်ကွယ်ခြင်းတွေမှာနိုင်ချခြင်းနာခံခြင်းအတိအတိပါတာဖြစ်တယ်အဲ့ဒီຢာတွေပြဿနာတွေအရာအားလုံးထက်တင်ဖျားကိုရစ်ပလင်တီမဲ့ဖိုးခါပြပြတင်ကိုးကွယ်မယ်ဆိုရင်တင်ရဲ့ generation လိုက်မှာကောင်းကြီးဖြစ်မှာဖြစ်တယ်အာမင်တင်ချစ်ပြီးတော့ဖျားကိုလှုပ်ဆောင်တဲ့အရာကနော်ဒီမှာ6မှာပြောထားတယ်လို့ပဲ26မှာပြောတယ်မျိုးရိုးစင်စအထောင်တောင်းမကဂယုနာကိုပြတော့ဖျားဖြစ်မျိုးစင် generation လိုက်မှာကောင်းကြီးပေးမယ်ဖျားဖြစ်တယ်ပြီးတော့တင်ကျမဖတ်တော့မဖတ်တော့ဘူးနော်20ရဲ့ကျမတို့4ကနေပြီးတော့ကျမတို့9ကိုဆက်ပြီးတော့ကျမဖတ်မယ်ဆိုရင်ဘာပြောချလဲဥမချဝန်ပြောနေအကြောင်းမူကတင်းဖျားခင်ငါ6ရဖျားတယ်တင်းနဲ့အပြစ်ရှိလို့ယုံလေတော့ဖျားငါ့ကိုမုံတော့သူတွေအမျိုးအစင်ဆက်တတိယဆက်ထုတ်ထဆက်တန်အောင်အဘတို့ရဲ့အပြစ်ကိုတားအတို့နဲ့ဆက်ပေးစီတော့ဖျားတဲ့ဟာမဲ့ဒီမှာကြည့်တဲ့ချင်းပါလဲသူ့ကိုမကိုးကွယ်တော့ကိုးကွယ်ချင်မှန်းတယ်သူ့ကိုရစ်ပလင်မတီးပဲနဲ့အခြားတော့ရာကိုရစ်ပလင်တီးတဲ့ချင်းမှာဒီပြဿနာတွေပေါ်မှာရစ်ပလင်တီးတဲ့ချင်းမှာအဲ့ဒီလုံငွေကြီးတွေပေါ်မှာကျမရစ်ပလင်တီးတဲ့ချင်းမှာဒီလူလက်နဲ့လှုပ်ဆောင်ထားတဲ့အရာတွေပေါ်မှာကျမရစ်ပလင်တီးလိုက်တဲ့ချင်းမှာကိုးကွယ်တဲ့ချင်းမှာအာမင်ကျမဦးချတဲ့ချင်းမှာဖျားပြောတယ်ကျမဖျားကပါလဲတဝန်တူလေးဖျားဖြစ်တယ်နော်ကျမတို့ပေါ်မှာပါလဲတန်ရှင်းရှင်းနဲ့သွားစီရှင်ဖျားဖြစ်အဲ့လှုပ်ဆောင်တဲ့သူတွေတက်တာမှာတတရဆုတ်ထဆက်တိုင်အောင်တဲ့အဘတွေအပြစ်ကိုတောင်းနဲ့ဆက်ပေးမယ်ဒါဆိုရင်တေချာကျမတို့လှုပ်ဆောင်ခဲ့တဲ့အရာကကျမတို့ generation မှာထိမှာဖြစ်တယ်နော်ကျမတို့မကောင်းတဲ့အရာလှုပ်ဆောင်တဲ့ဖျားနဲ့ပတ်သက်တဲ့ကျမဖျားကိုမကိုးကွယ်ဘူးဖျားကိုအချိန်မပေးတဲ့အရာကကျမ generation မှာထိခိုက်နေတာဖြစ်တယ်ဒါကြောင့်တင်ကရွေးချယ်ရမယ်ဒီကာလမှာတင် generation ကိုတရားထိခိုက်စေတဲ့သူဖြစ်ချင်လားနော်တင် generation ကဒီတိုင်းပဲပုံမှန်ပဲကောင်းကြီးကပုံမှန်ပဲဆိုတဲ့နေရာမှာသွားစီတယ်ကပူပြီးကောင်းကြီးရတဲ့နေပြင်မှာတင် generation ကိုတင်သွားစီချင်တာအဲ့ဒါတင်ရွေးချယ်ရမှာဖြစ်တယ်အာမင်ဒါကြောင့်တင်နေကျွန်တော်ကဒီကာလမှာဖျားကိုချစ်ပြီးတော့ဖျားရဲ့ပြည့်ညတ်တော်အာမင်ပထမဆုံးနဲ့တင်ကိုးကွယ်ခြင်းအခြားသောအရာတွေအများကြီးမဟုတ်သေးဘူးအဲ့ဒီကိုးကွယ်ခြင်းနဲ့ပတ်သက်တဲ့တင်ရစ်ပလင်ကိုတည်တတ်တယ်ဆိုရင်တေချာတင်တတ်တာမှာကောင်းချီးထူးခံစားမှာဖြစ်တယ်အာမင်အများကြီးကြည့်စရာလို့ကျွန်တော်တို့ဘတ်တော်ထဲမှာဆိုရင်အာဗြဟံတက်တာထဲမှာကြည့်မယ်ဆိုရင်သူပြောတယ်သူ့ရဲ့အိမ်သူအိမ်သားဖြစ်မယ်ဆိုရင်ဘုရားကိုကိုးကွယ်ရမယ်ကျွန်ဒီမှာစအကုန်လုံးသူကိုးကွယ်ခိုင်းတယ်ဖြစ်တယ်အဲ့လိုသူကြက်မှတ်ပြီးကိုးကွယ်ခိုင်းခဲ့တဲ့အရာကအာမင်သူ့ရဲ့တက်တာထဲမှာယခုချိန်တည်းသူဣသရေလလူမျိုးရဲ့တက်တာထဲမှာဘုရားကောင်းချီးပေးတဲ့အရာသူတို့ဘာနဲ့မတူတဲ့ generation လိုက်ကောင်းချီးတဲ့အများကြီးခံစားမြင်ရတာဖြစ်တယ်ဒါကြောင့်တင်နေကျွန်တော်ကကျွန်တော်ရဲ့ generation တွေကိုအထောင်တောင်းမကောက်ကိုကောင်းချီးဖြစ်စေခြင်းဆိုရင်ဒီကနေ့စပြီးတင်နေကျွန်တော်ကဘုရားကိုဘလို့အခြေအနေမှာမဆိုဘုရားကိုကိုးကွယ်တယ်လို့အာဗြဟံကလေးရစ်ပလင်တည်တတ်တော်သူဖြစ်ဖွင့်တယ်လို့အဒီစရဲရာကိုကျွန်မပြပြပေးခြင်းနဲ့အရောက်တိုင်းမှာဘုရားကောင်းချီးပေးပါစေ